ကေတာလက်ခတ်တွေတခြားရှင်းပြပေးမယ်ဆရာနဲ့တွေ့ရပါစေလို့ဆူတောင်းနေကြမလို့တော့တောင်းစုတွေအခုပဲဖြည့်မယ်ဟေ့အော်မနေ့ကကားတော့ကကြည့်မှုပါဘူးနဂါကြည့်ရတယ်ရောလို့ကဲအရင်ဆုံး down down up up down down ဆိုပြီးတော့ကျွန်တော်တို့လိုက်ခတ်ကြည့်အောင်1 2 3 go down down up up down 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 up up down down အဲ့တော့အခုတီးခဲ့တာတပားစာเนาะဘာတစ်ပါးစာသို့မဟုတ်ကော့တစ်ခုစာလို့ခဏမှတ်ထားပေးနောက်တစ်မျိုးထပ်တီးအောင်အဲ့တော့ဒီမှာဒါအခုဒီနှစ်မျိုးဆိုတာဥပမာပြပေးတာเนาะဒီတက်အများကြီးလက်ခတ်တွေအများကြီးခတ်လို့ရပါဘောเนาะ5မျိုးလောက်တော့ကျွန်တော်အသုံးဝင်တဲ့5မျိုးလောက်တော့ကျွန်တော်ညှောက်ပေးမယ်โอเคအဲ့တော့နောက်ထပ်အလွယ်တစ်မျိုးလေးပေါ့အလွယ်တစ်မျိုးအခြေခံအနေနဲ့ပေါ့အဲ့ဒါကြတော့ဗာလဲဆိုတော့ down down up 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 down down တစ်ချက် up 3ချက်ပြီးမှ down တစ်ချက်เนาะအဲ့တော့ဒီလိုလိုက်တီးကြည့်အောင်1 2 3 go down down up 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 down 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 up 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 down okay เนาะအဲ့တော့ဒါလည်းဘာတစ်ပါးစာသို့မဟုတ်ကော့တစ်ခုစာလို့ခဏမှတ်ထားပေးအဲ့တော့ဒီနှစ်ခုပါကွာလဲဆိုတော့ပထမတစ်ခုက down နှစ်ချက်เนาะ up နှစ်ချက် down နှစ်ချက်စုစုပေါင်း6ချက်ဒုတိယတစ်ခုက down 3ချက် up 3ချက်စုစုပေါင်း6ချက်ဒါပေမဲ့ဒုတိယတစ်ခုကကျတော့ down 2ချက်ရင်လာတယ်ပြီးမှ up 3ချက်လာတယ်ပြီးတော့မှ down 2ချက်နဲ့ပြန်ပိတ်တယ်ပေါ့နော်ကဲအဲ့တော့ဒီလက်ခတ်နှစ်ခုလုံးက6ချက်စီပဲသွားတာပေါ့နော်ကဲအဲ့တော့ဒါတွေကိုကျွန်တော်တို့အားလုံးသိပြီးသားဖြစ်တဲ့ကော့အလွယ်လေးဖြစ်တဲ့ C A minor F G နဲ့တီးမယ်ပေါ့နော်အဲ့တော့C ပေါ့ up up down A minor down down up up down down F down down up up down G down down up up down down နောက်တော့တမင်ဆန်းလိုက်တာပါဘာလို့လဲခင်ဗျားတို့ဘယ်ဘက်လက်ကိုပဲကြည့်မယ်ဆိုတော့တီးလို့ဂီတာတီးတာကြည့်ပြီဆိုရင်ဘယ်ရောညာရောကြည့်ရမှာနော်အဲ့တော့အဲ့ဒါအရေးကြီးတယ်ကျွန်တော်တို့အခုကပို့ပြီးအရေးကြီးတယ်လက်ခတ်အကြောင်းပြောနေတာဖြစ်လို့ကျွန်တော်ညာဘက်လက်ကိုပို့ပြီးတော့အောင်စိုက်ပေးရမှာနော်ကဲအဲ့တော့ပြန်တီးပြမယ် C A minor F G ပေါ့ C A minor F G ဆိုတော့ကျွန်တော်တကယ်ရှောက်လုပ်လိုက်တာပါအဲ့ဒါအတူတူပါပဲနော်ဒါဒီ C A minor F G နဲ့တီးလိုက်ရအဲ့တော့ဟိုကရှောက်လုပ်လိုက်တာနော်တကယ်မဟုတ်ဘူးအတိုင်းကန်ရလည်းမလို့ကန်ဖို့လည်းမလို့အဲ့တော့C A minor F G ကခတ်နေမယ်ဆိုရင်လည်းတခြားအဲ့နေရာမှာတခြားကော့လေးတွေအစားထိုးပြီးတော့ပြောင်းလို့ရတယ်ဥပမာကော့နှစ်ခုပဲပြောင်းမှဆိုလည်းရတာပဲဗျာဝယ်တာလေးပေါ့ C နဲ့ A minor တို့အဲ့လိုမျိုးကော့နှစ်ခုလေးပြောင်းပြီးတီးသွားလည်းရတာပဲနော် C A minor C A minor တီးမလား၄ပါးတီးရမှာဟုတ်ဒါမှမဟုတ်A minor E minor A minor E minor တီးမလားအဲ့လိုတီးလို့ရတယ်လို့ပြောချင်တာ Okay အဲ့တော့ကျွန်တော်တို့ C A minor F G နဲ့ပဲတီးပြလိုက်မယ်စမယ်ပထမတစ်ခု down down up up down 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 Okay နောက်တစ်မျိုး down down up 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 down 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 ကဲအခုတီးသွားတာတွေကဘယ်လိုပြောမလဲလိုနေသေးရလို့ခံစားရမလားလက်ခက်ကကော့တစ်ခုနဲ့တစ်ခုပြောင်းတဲ့အချိန်မှာလိုနေသလိုလက်ခက်ပဲမပြည့်စုံသလိုခံစားရတယ်မလားဟုတ်ပြီအဲ့ဘာလို့လဲဆိုတော့တကယ်လည်းမပြည့်စုံသေးဘူးကျွန်တော်ကော့တစ်ခုနဲ့တစ်ခုအပြောင်းနေမှာကျွန်တော်တို့ကဟိုနည်းနည်းလက်ခက်လေးပို့လှအောင်အတန် sustain ကြံအောင်ပေါ့နော်ကော့တစ်ခုနဲ့တစ်ခုအတန်ပြတ်မသွားအောင်ကျွန်တော်တို့လက်ခက်ကခတ်နေပြီလို့လိုအပ်တယ်ပေါ့အဲ့တော့အခုတီးခဲ့တဲ့ဟာကို down down up up down down ကိုမှကော့တစ်ခုစာတီးပြီးသွားပြီဆိုရင်နောက်ကော့တစ်ခုကိုပြောင်းတဲ့ဂျားပေါ့နော်ဒီ C ကနေ A minor ကိုပြောင်းနေဆိုရင် C ကနေ A minor ပြောင်းမယ်ဆိုရင် channel လက်တွေအကုန်လုံးဆက်မလို့လက်တွေပဲလွတ်တယ်မလားအဲ့ဂျားလေးပေါ့အဲ့ဂျားလေးမှာကျွန်တော်တို့က down up လေးထည့်လိုက်ဥပမာ down down up up down 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 up ဟုတ်လား down up ထည့်လိုက်တာတွေ့လားနော် down down up up down 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 up down down up up down 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 up down down up up down 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 up down down up လေးလိုက်ထည့်ပါမှာအဲ့ကြတော့အတန်းပို့ပြီးတော့တစ်ခုနဲ့တစ်ခုဆက်ဆက်မှုရှိရပေါ့နော်အဲ့တော့ C A minor ပြောင်းနေဗျာ C ကနေ A minor ပြောင်းတဲ့အခါမှာဆိုရင်ကျွန်တော်ကဒီလက်တွေကိုပြန်မကြွနဲ့လို့ပြောတာတော့မဟုတ်ဘူးကြွရင်လည်းအဝေးတွေမှလွတ်လိုက်နေပေါ့ပြောချင်တာဒီကနေပြီးတော့ဒီကက်ကက်လေးပဲဖွားဖွားလေးပဲပေါ့နော်အဲ့ဂျားလေးတွေမှာကျွန်တော်တို့ကဒီ open တန်ပေါ့
အဲ့ဒီတန်တွေမှာထည့်ချင်တယ်ဆိုရင်တော့လက်ကိုနည်းနည်းလေးပြန်လှော့ရမယ်ဒါပေမဲ့အဝေးလွတ်ချင်မလို့ဒီတော့ပဲဒီတော့လွတ်လိုက်အဲ့မှာဒီကိုကန်လွတ်ပြပါလိဟုတ်တယ်မလားဒီထဲမှာလို့ပြောင်းလိုက်တဲ့သဘောပေါ့နော်ကြိုပြီးတော့နောက်ကောတစ်ခုတော့ကိုကြိုပြီးတော့ပြင်ထားရမယ်ပေါ့အဲ့ဒါမှလည်းကော့တွေအပိုင်းမှာပိုင်မယ်လက်ခက်ကလည်းလိုက်ခက်လို့အဆင်ပြေမယ်အဲ့ဒါလားဒီလိုလေးပဲအဝေးဒီလိုကြီးလွတ်လိုက်မယ်ဆိုရင်တော့သွားပြီပေါ့ down up down up အဲ့လိုလေးလွတ်တဲ့အချိန်မှာ down up လေးထည့်တယ်ပြီးတော့မှ down up down အဲ့မှာ F ပုံစံပြောင်းသွားပြီတော့လက်ကပြီးတော့မှ down up downနော်အဲ့တော့နောက်တစ်မျိုးကကြတော့ down up 3ချက် down တစ်ချက်နော်အဲ့ဒါဒီမယ်အဲ့ဒါလည်းတူတူပဲအဲ့ဒါကိုပဲကျွန်တော်ကအဲ့6ချက်ပြီးပြီဆိုတာ ਨੇ down up ထပ်ထည့်မယ်နော်ကော့အပြောင်းမှာ down up ထည့်မယ်ပုံမှန်တိုင်းပဲလက်ခတ်ပဲပြောင်းအောင်ပါဗျာ down up ထည့်တာတော့မပြောင်းအောင်ဒီမယ် down up down upနော်အဲ့တော့ဒီသဘောတရားကိုနားလည်မယ်ထင်တယ်အဲ့တော့ဒါအခြေခံအနေနဲ့ဒါ down up လေးထည့်တာပေါ့ဗျာကော့တစ်ခုနဲ့တစ်ခုအပြောင်းပါအဲ့တော့ကျွန်တော်အခုနောက်ဆုံးတီးသွားတဲ့ဒီ down up down ဆိုတဲ့ဟာလေးကိုမှတ်ထားမယ်နော်ပြီးသွားရင်ကျွန်တော်တို့အခုဒီ pattern လေးတွေကိုချက်ကြည့်မယ်ပေါ့ဒီ pattern လေး5ခုပေါ့အဲ့5ခုမှာကျွန်တော်တို့တီးခဲ့တဲ့ down up down ဆိုတာပမာလေးလိုက်ရှာကြည့်မယ်ခါဆိုတော့ပထမတစ်ခုက down upဆိုတော့ဒါမဟုတ်ဘူးနောက်တစ်ခုကလည်း down upဒါလည်းမဟုတ်ဘူးတတိယတစ်ခု down up down ဆိုတော့မဟုတ်တော့ဗျာကျွန်တော်တို့လိုချင်တာ up 3ချက်ကိုလိုချင်တာလေအဲ့တော့ structure တစ်ခု down up down ဆိုတော့ဒါလည်းမဟုတ်ဘူးနောက်ဆုံး5ခုမြောက်ပေါ့နော် down up ဒါလေးဟုတ်တယ်ဟုတ်နိုင်တယ်နော်ပြီးတော့ကျွန်တော်လိုချင်တဲ့လက်က6ချက်က down up down အဲ့တော့ဘယ်ထိမှန်လဲဆိုတော့1 2 a ea 40မှန်တယ်နောက်က en နေတော့မပါဘူးပေါ့နော်ဒါပေမဲ့ကျွန်တော်တို့ခုနကတီးသွားတဲ့အချိန်မှာ down up down 6ချက်တီးပြီးတော့ကျွန်တော်ကော့အပြောင်းမှာ down up ထည့်တယ်မလားအဲ့ down up ကဘာလဲဆိုတော့ဟိုးနောက်ဆုံးက 4ena ရဲ့ na လေးပဲဖြစ်တယ်နော်အဲ့တော့ကျွန်တော်တို့တီးတဲ့လက်ခက်ကဘယ်လိုလဲဆိုတော့တကယ်တမ်းဆိုရင်1 2a e 4 na ဖြစ်မှာပေါ့เนาะ 4e na တော့မဟုတ်ဘဲနဲ့ 4na ဖြစ်မှာပေါ့နားလည်မယ်เนาะအဲ့တော့အဲ့ဒီ 1e na 2e na 3e na 4e na ဆိုတာဘယ်လိုလဲဆိုတော့ကျွန်တော်ဘာတစ်ပါးမှာ၄ပြီးရှိတယ်1 2 3 4အဲ့တော့ tick tockအဲ့ဒါ metronome တွေပါတယ်နဲ့အတန်ကျွန်တော်တို့မှတ်လို့ရတယ်ပေါ့เนาะတိုင်ပင်ပေးလို့ရတယ်အဲ့တော့အဲ့ဒီ၄ချက်မှာကျွန်တော်တို့တစ်ချက်စီလိုက်တီးမယ်ဆိုရင်1 2 3 4အဲ့လိုပဲရေးတက်တာပေါ့နော်1 2 3 4လို့ပဲရေးတက်တယ်ဒါပေမဲ့နှစ်ချက်စီတီးမယ်ဆိုရင်ကျတော့1 and 2 and 3 and 4 and အဲ့လိုရေးတက်တယ်အဲ့တော့အဲ့ဒါမျိုးနှစ်ချက်တီးမယ်ဆိုရင်ကျွန်တော်က down up တီးလို့ရတယ်နော်အဲ့တော့1 and 2 and 3 and 4 and 1 and 2 and နော်စသဖြင့်အဲ့လိုတီးပါလို့ရတယ်အဲ့တော့ဒါနှစ်ချက်စီတီးတာပေါ့မဟုတ်ဘဲနဲ့ကျွန်တော်တို့၄ချက်စီတီးမယ်ဗျာ၄ချက်စီတီးမယ်ဆိုရင် 1ENA 2ENA 3ENA 4ENA ၄ချက်စီဖြစ်သွားမယ်เนาะအဲ့တော့ down up ဆိုပြီးတော့ B3 မှာ down up ဆိုပြီးနောက်ခါဖြစ်သွားမယ် 1ENA down up အဲ့တော့ကျွန်တော်တို့အနေနဲ့သိရမှာ1ဆိုရင် down E ဆိုရင် up N ဆိုရင် down A ဆိုရင် up အဲ့လိုသိနေရမှာ 2EN နေမှာဆိုလဲ2ဆိုရင် down เนาะအဲ့တော့1 2 3 4တွေကတော့အကုန် down နေကြီးပဲဗျာဆိုလိုတဲ့သဘောကเนาะပြီးတော့ E တွေဆိုရင်လည်း E တွေအကုန်လုံးက up တွေကြီးပဲ N တွေအကုန်လုံးက down နေကြီးပဲ A တွေအကုန်လုံးက up တွေကြီးပဲဟုတ်ပြီเนาะအဲ့တော့အဲ့ဒါကိုသိပြီဆိုရင်ကျွန်တော်တို့ဒီလက်ခတ်တွေကိုကိုယ့်ဘောက်ကိုတော့တီထွင်နိုင်သွားမှာเนาะကိုယ့်ဘောက်ကိုဖန်တီးနိုင်နေမယ်လက်ခတ်တွေအခုလောဆယ်တော့ဒီမှာပါတဲ့အစင်လိုက်5ခုတီးကြည့်မယ်ပေါ့
အဲ့တော့ကျွန်တော်တို့ရထားတဲ့ pattern ဟိုအောက်ဆုံးမှာအဲ့တော့ခဏထားလိုက်ဟိုအပေါ်ဆုံးကနေပြန်ပြီးတော့စပြီးလေ့ကျင့်ကြည့်မယ်လေ့ကျင့်မယ်ဆိုတော့ပထမဆုံး down 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 up down 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 အဲ့ဒါကြောင့်ပါလို့1 2 3 and 4 and နော်1 2 3 and 4 and နော် 1b နဲ့ 2b မှာကျတော့ 1e and 4ချက်ရှိတာကိုသူက 1e and 4ချက်ကိုတစ်ချက်ပဲတီး 1e and 1e and တခုလုံးဆိုတော့ရေတော့ 1e and ရေးလဲပေါ့ဒါပေမဲ့လက်ကတစ်ချက်ပဲ down တစ်ချက်ပဲတီး 1e and 2e and မှာလည်းအဲ့လိုပဲ 2e and 3e and 4e and ကတော့တီးတယ် 3e and 4e and ဒါပဲနော်အဲ့တော့1 2 3e and 4e and 1 2 3e and 4e and 1 okay နော်အဲ့တော့ကျွန်တော်တို့ခုနပြောခဲ့တဲ့အတိုင်းပဲကျွန်တော်ကော့တစ်ခုနဲ့တစ်ခုအပြောင်းမှာထည့်တယ် down up လေးကဟိုးနောက်ဆုံးက 4e and ရဲ့ na လေးဖြစ်နေတယ်ပေါ့နော် na လေးဖြစ်နေဆိုတော့ကျွန်တော်အခုဒီလက်ခတ်တွေတီးတဲ့အခါမှာကော့တစ်ခုနဲ့တစ်ခုပြောင်းတဲ့အခါကျရင် 4e ထိပဲကော့ကိုဖိထားရမယ် na ရောက်ပြီဆိုတော့ကျွန်တော်ကလွတ်လိုက်လို့ရပြီ na ရောက်ပြီဆိုရင်လွတ်လိုက်လို့ရပြီလက်ခတ်ကတော့ na မှာပုံမှန်တိုင်းခတ်သွားမယ်ဒီလက်ကတော့လွတ်လိုက်ပြီနောက်တစ်ကော့ကိုပြောင်းဖို့အတွက်ကိုကျွန်တော်ကြိုပြီးကြိုပြင်ဆင်ထားရမယ်ပေါ့နော်အဲ့တော့ဥပမာကျွန်တော်ဖြည်းဖြည်းလေးတီးပြမယ်1 2 3e and 4e and 8မှာလွတ်လိုက်တယ်တော့အတန်းအဲ့လိုဖြစ်သွားမယ်နော်တကယ်တမ်းတွဲတီးကြည့်လိုက်တော့အဲ့လိုအတန်းမလိုက်မဖက်ကြီးတော့ထွက်မှာမဟုတ်ဘူးပေါ့နော်အဲ့တော့1 2 3e and 4e and 1 2 3e and 4e and 1 2 3e and 4e and 1e and 2e and 3e and 4e and ဒါပဲနော်အဲ့တော့အဲ့ na လေးထည့်တဲ့အခါမှာလဲ6ကျိုးလုံးကြီးအဲ့လိုမျိုးကြီးလွှဲခတ်နေကြမလို့ဘူးဗျာပပလေးပါတယ်ဆိုရင်လေးပပလေးထည့်လိုက်ရင်ရတယ်ဒီအောက်ကျိုးလေးတွေ4 3 2 1ကျိုးလောက်ကိုပဲထည့်လိုက်လဲရတယ်ဒီအလဲကကျိုး5 4 3 2ကိုပဲပပလေးထည့်လိုက်လဲရတယ်နော်အဲ့တော့6ကျိုးလုံးလွှဲထည့်နေစရာမလိုဘူးဒီလက်ကတစ်ခုရပြီဆိုနောက်တစ်ခုသွားမယ်နောက်တစ်ခုကျတော့ 1b မှာ1 2b မှာကျတော့ 2e and 2e and ဟုတ်ပြီနော်နောက်ပြီးတော့ 3e and 4e and ပုံမှန်တိုင်းပဲ 3e and 4e and အဲ့တော့တီးကြည့်မယ်1 2 8 1e and 2e and အကုန်လုံးအပြည့်ရေးပြီမယ်ဗျာ 1e and 2e and 3e and 4e and 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 အဲ့တော့တကယ်တမ်းတီးရတဲ့ပုံစံကတော့1 2 3e and 4e and 1 2 3e and 4e and 1 ရမယ်နော်โอเคအဲ့တော့နောက်တစ်ခုသွားမယ်နောက်တစ်ခုကကျတော့ကျွန်တော် 1b 2b 4b ကိုမပြောင်းအလဲ 3b မှာပါတဲ့ notes တွေကိုပဲကျွန်တော်ကပြောင်းတယ်ပေါ့နော်လက်ခတ်တွေကိုပဲပြောင်းတယ်ပေါ့အဲ့တော့ 3b မှာပါတဲ့ 3e and ကိုကျွန်တော်ကတခုဖြုတ်ပြီ3ကိုဖြုတ်လိုက် 3e and ရှိမယ် down up down up ရှိမယ်ဆိုရင်3ကိုမတီးတော့4ထဲမှာတီးလိုက်3e and ပဲတီးမယ် e and 3e and 3e and 3e and ရမယ်နော်3ကိုစိတ်ထဲမှာမှတ်လိုက်ပေါ့အဲ့တော့တကယ်တီးမယ်ဆိုရင်1 2e and 8 e and 8ဆိုရင်ကျွန်တော်3ကိုဖြုတ်ခဲ့မှာဆိုတော့1 2e and 8 e and 8ရမယ်နော်အဲ့တော့နောက်တစ်ခုကျတော့ e and ကိုပဲထပ်ဖြုတ်မှာ a ပါထပ်ဖြုတ်မှာเนาะ e and နှစ်ချက်ပဲခြံထားခဲ့မှာ a ပါထပ်ဖြုတ်မှာဒီအဲ့တော့1 2 8 e and 3e and မှာ 3e and up down မှာထည့်မှာ 3e and a မပါတော့ဘူးเนาะပြီးရင် 4e and a okay เนาะ1 2 8 e and 4e and a 1
okay rhythm 5ဒါကျွန်တော်နောက်ဆုံးတီးခဲ့တဲ့ဟာပေါ့အဲ့ဒါ1 2 a e a 4 e n a အဲ့ဒါဒီမယ်1 2 a e a 4 e n a down up 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 down down up down down up 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 down up down up down အဲ့ကျွန်တော်ပထမတီးခဲ့တဲ့ဟာလေရမှာเนาะအဲ့တော့ဒီလက်ခက်တွေအားလုံးမှာ 4EN တွေ၄ချက်တွေဖြစ်နေတွေ့ရမလားအဲ့တော့ 4EN တွေအကုန်လုံးကျွန်တော် 4N တွေပြောင်းတီးလိုက်မှာဆိုရင်နောက်ထပ်လက်ခက်၅ခုထပ်ထွက်လာမယ် 4N တွေဆိုတော့ 4EN တွေရှိမှာဟုတ်အဲ့တော့ကျွန်တော် 4N တွေဆိုတော့ down down up ဖြစ်သွားမှာပေါ့ 4E ကိုဖြုတ်ခဲ့လိုက်မယ်ဒါပေမဲ့ E နေရာကတော့မတီးတော့မတီးဘူးဒါပေမဲ့အဲ့နေရာမှာတော့ခြံထားပေးရမယ်เนาะ 4NA 4ENA 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 down down up 4N တွေဆိုတော့ down down up ဖြစ်သွားမယ်အဲ့တော့အဲ့ဒါတွေအကုန်လုံးကျွန်တော်တို့က 4N အနေနဲ့ထပ်တည်လို့ရတယ်ဥပမာ1 2 3ENA 4NA အဲ့လိုတည်လို့ရတယ်နောက်တစ်ခုဆိုလဲ1 2 a 3ENA 4NA အကုန်လုံး 4NA ပြောင်းတည်လိုက်ပေါ့အဲ့ဒါထပ်ထွက်လာလိုက်မယ်အဲ့တော့ဒါနည်းနည်းပဲရှိသေးတယ်ပေါ့10ခုလောက်ပဲရှိသေးတယ်တကယ်တော့လက်ခတ်တွေကအခုယာနဲ့ချီပြီးရှိရပေါ့နော်အဲ့ကျွန်တော်တင်တန်းမှာဆိုတော့ဒါတွေတင်ကြခွင့်ရမှာပေါ့ဗျာအဲ့တော့လောက်ဝင်ဖွင့်မဲ့အတန်းလေးတစ်ခုရှိတယ်အဲ့တော့ကျောင်းသားတွေအတွက်စီစဉ်ပေးထားတာပေါ့တစ်လမှ9000ကျပ်တယ်